ကိုအမြဲတက်ကိုက်ချတဲ့လူတယောက်ကိုတုတ်ပြန်ဖို့အတွက်အချက်9ချက်အချက်1စိတ်မလှုပ်ရှားဘဲနဲ့တည်တည်ငြိမ်ငြိမ်နေပါသူတို့ရဲ့ရည်ရွယ်ချက်ကကိုစိတ်ဆိုးစေဖို့ဖြစ်ပါတယ်ဒါကြောင့်ဒေါသနဲ့မတုတ်ပြန်ဘဲနဲ့တည်တည်ငြိမ်ငြိမ်နေပါအချက်2ကိုအကြောင်းချက်လက်တွေကိုလောကမပြောနဲ့ကိုလုံးမဲ့အစီအစီတွေအလောက်ကိုင်တွေကိုလောကမသိအောင်ရှိုးရထားပါအချက်3စကားထက်လောက်ရနဲ့ပဲတက်တည်ပြပါအချိန်ကြာလာရင်တော့လူတွေကဘသူကမောင်လဲမလဲဆိုတာကိုရဲ့လောက်ရကတက်တည်ပြလိမ့်မယ်အချက်4နယ်နမိတ်ထားပါမလေးစားတဲ့စကားပြုမှုတွေကိုအမြဲတမ်းတင်းကြီးမခံနဲ့လိုအပ်လာရင်တော့တုတ်ပြန်ဖို့အတွက်လည်းပြင်ဆင်ထားပါအချက်5မလိုအပ်တဲ့အငြင်းပွားမှုကိုရှောင်ပါအတင်းဖြင်းတွေကိုလိုက်ပြီးတော့မရှင်းပြနဲ့အကြောင်းပြချက်လည်းမပေးနဲ့ဖြစ်ရှင်းချက်လည်းမပေးနဲ့ကိုယ်အကောင်းဆုံးထင်တာကိုအကောင်းဆုံးလုပ်ဆောင်ပါအချက်6ယုံကြည်ရတဲ့လူတချို့နဲ့ပဲဆက်ဆံပါလူအနှဲငယ်ရဲ့စကားထက်ကိုယ်ပေါ်ကောင်းတဲ့လူတွေရဲ့စကားကကိုယ့်အတွက်ပိုပြီးကောင်းမှုစေပါတယ်အချက်9ကိုယ့်အစစ်ကိုမြင့်တင်ပါကိုယ့်ရဲ့ပညာအလုပ်ကိုင်ကိုယ်သိက္ခာတိုးတက်လာရတော့ကိုယ့်ကိုတိုက်ခိုက်ချတဲ့လူတွေကတဖြည်းဖြည်းပျောက်ကွယ်သွားလိမ့်မယ်ကျေးဇူးတင်ပါတယ်